ဒီ system မျိုးတော့နောက် system တစ်ခုပြောင်းပြရကျွန်တော်ပြန်ပြမှာကျွန်တော်လုတ်ပြီးပြမယ်လွယ်လေးပဲဒီကောင်က3လရှိပြီမလဲရဗျာအခုကျွန်တော်ဒီပုံးလဲတော့မှာဒီပုံးကြီးဆိုရင်ဟောပေါ့ဒီပုံးကြီးဆိုတော့ပေါ့6လလောက်ကြာမှာပေါ့6လလောက်မှလဲရပြီဒီအောက်ကိုလေဒါပေမဲ့ဒီကောင်တော့တစ်လတစ်ခါလဲပေးရပြီသူကချီးတွေအနေထိုင်ပါဗျာအချီးတွေကိုဒီကနေစုပ်ထုတ်ပြင်ရပြီဗျာဒီကောင်မယူတော့ဘူးဒီ system မယူတော့ဘူးနောက် system တစ်ခုပြောင်းပြရကျွန်တော်ပြန်ပြမှာကျွန်တော်လုတ်ပြီးပြမယ်လွယ်လေးပဲအဲ့ဒါဆိုရင်ဒီကောင်ဆိုရေတော်လဲတယ်မချီးတဲ့စုပ်ပြမလို့ပြီးသွားပြီဒီတိုင်းလေးပဲမှဒီတိုင်းဒါအဟောင်းဒီတိုင်းပဲဝင်လာလိုက်တာဒီမှာကကျတော့ကိုလိုချင်တဲ့လောက်ကိုဖြတ်ခိုင်းလို့ရတယ်ကျွန်တော်ဖြတ်ပြီးဆက်ရင်းနဲ့သူတို့ဖြတ်ခိုင်းလိုက်တာဒီတိုင်းတွက်တူကဒါကိုကျွန်တော်တပေတွက်ပြီးလိုက်တာဗျာဒါကြောင့်ဘလောက်ဆိုဘလောက်ပေးလိုက်ရပြီငါကြက်ကြော်ပဲကြားတယ်ဗျာဒီကောင်လေးဒါကြောင့်တော့အဟောင်းပေါ့ဗျာအဟောင်းနဲ့ပြန်တောင်းပါဒီတိုင်းလေးပဲပြီးကျွန်တော်ပြန်ဆင်ပြီးပြမှကျွန်တော်ဒီတိုင်းဆက်လိုက်တာဒီတိုင်းလေးပဲဆက်လိုက်တာဖြုတ်အကုန်ဖြုတ်လို့ရတယ်ပြီးပြီဆိုရင်ဒီကောင်ဒီလိုင်းလာမှာဒီတိုင်းလေးလာမှာဗျာအဲ့လိုလေးဒီနားအပေါက်ဖောက်မှာပေါ့ဒီတိုင်းလေးတွားမှာဒီတိုင်းလေးဗျာအဲ့ဒါဒီမှာအပေါက်ဖောက်မှာဒီကားလေးအပေါက်ဖောက်ပြီးဆိုရင်ပြီးသွားပြီပြမယ်ပြီးကြလွယ်လေးပဲဒီတိုင်းလေးပဲဗျဟာရေးစက်ဒီကားလေးချီအနေကြီးတွေဒီမှာထိုင်မယ်အနေကြီးတွေထိုင်ပြီးမှဒီကထွက်လာတဲ့ရေကအနေသေးလေးပါလိမ့်မယ်ချီအသေးလေးတွေပေါ့ချီသေးလေးတွေမှာရေစစ်ရှိအောင်မယ်အဲရေစစ်တစ်ခုခံလိုက်ပြီဆိုရင်ကျလာတဲ့ရေတွေကလုံးဝတန့်ရှင်းသွားပြီကျလာပြီးမှဒီကောင်ဒီအောက်ကလေးမှာပြန်ပြီးမှဒီအပေါ်ကိုပြန်လာမယ်ပြီးဒီဘက်ပြန်ထွက်မယ်ဒီကားလေးပဲပြီးဒီကောင်လေးထည့်လို့ရပြီဒါကျွန်တော် online shop မှာဝယ်တာဗျာဟုတ်ဒါကြတော့ကျွန်တော်ကောက်လာတာဒါကြောင့်ပင်လေကန်းချေမဟုတ်ဟိုကျွန်းပင်လေကျွန်းတွေဘက်မှာကောက်လို့ရတယ်ဗျမလေးရှားတော့ကျွန်တော်ဘူကစ်မဟုတ်ကြဟိုကတွားလာဒါလည်းကော်ဆန်မွေးတွားလာကောက်လာတာကော်ဆန်မွေးမှာအများကြီးပဲကျွန်တော်ကားနဲ့ဆိုတော့တဲလာတော့ဗျာဒီကောင်လေးထည့်လိုက်ရတယ်ဒီကောင်လေးထည့်လိုက်ရတယ်အကုန်ရောပါဗျာရောတမမူလိုက်လို့ရတယ်ပြီးပြန်ပြန်ဟုတ်ကဲပြီးသွားပြီဒီတိုင်းလေးပဲဒီကောင်အနေကြီးထိုင်မယ်အနေကြီးကနည်းနည်းများလာပြီဆိုရင်တစ်လားတစ်ခါလောက်နည်းနည်းများလာပြီဆိုဒီကနည်းနည်းလေးစုပ်ထုတ်ပြလိုက်ရပါတယ်ဒီဖွင့်လိုက်ရပါတယ်အနေကြီးရည်လာမယ်ဒီမှာရေးစစ်မယ်အဲ့ဒါဆိုရင်ချီအသေးလေးအနေသေးလေးပြန်တက်တာပေါ့တစ်စက်ဒီမှာတစ်စက်အဲ့တော့3စက်ပေါ့ဗျာဟုတ်မလားအဲ့ဆိုရင်ဒီကောင်ကတစ်လားတစ်ခါလောက်မှလဲပေါ့ဒီကောင်ကြတော့တစ်ပတ်ပေါ့တစ်ပတ်မြက်5ရက်ရေနည်းနည်းဟိုအနေနည်းနည်းများပြီဆိုရင်ရေနဲ့သွားပြီးဆေးပေးလိုက်ရပါပြီဒါလေးပဲဒီအောက်ကကောင်တော့အဲ့လောက်မထိနိုင်ရပြီပြီးတော့ဒီကောင်ကြတော့6လအထိခံသွားပြီဒီတိုင်းလေးပေါ့အမေကဒီကောင်ကဟိုကနေထုံးလို့မရဘူးဗျာအမိုးနီးယားတွေတိမ်မှာကြောက်လို့နေထုံးလို့မရဘူးဒါမဲ့ကျွန်တော်ကဒီကောင်ဒီမအုပ်ထားမှာဗျာနောက်မှပြန်လုံးမယ်အခုအဆင်ပြေအောင်ပဲအုပ်ထားလိုက်မှာဒီတိုင်းလေးပဲဒီတိုင်းလေးတော့တောင်းရမ်းကိုလာသွားပြီကျွန်တော်ကြံခဲ့လို့ဒီကောင်ကနေထုံးလို့မရဘူးအမိုးနီးယားတွေတိမ်မှာကြောက်လို့အဲဆိုရင်ခင်ဗျားတို့ကရီမော်လေးအပြည့်ထည့်လို့ရတယ်ရီမော်မထည့်ချင်ဘူးဆိုရင်လည်းဟိုဟာရီမော်မထည့်ချင်တော့ဒီတိုင်းအုပ်ထားလိုက်ပါဗျာကျွန်တော်တော့ဖြစ်တယ်လို့ကိုရင်အုပ်ထားလိုက်မယ်ကျွန်တော်မှရီမော်လေးဝယ်ပြီးမှရီမော်ထည့်ထားလိုက်ပြီးဆိုရင်ပြီးသွားပြီဒီကောင်ကဒီချောက်ကအုပ်ထားမှာရီမော်ထည့်ရရတယ်သူအဓိကတော့နေတိုင်းရမထုံးမိအောင်လို့ဗျာဟုတ်